မင်္ဂလာပါဒီနေ့မှာတော့အားလုံးနှစ်သက်ကြတဲ့ Honda Super 4 motorcycle အကြောင်းပြောပြပေးသွားမှာပါ Sporty Classic နှစ်မျိုးရောထားတဲ့ဒီလှပတဲ့ bike ဟာဘာကြောင့်လူကြိုက်များလဲစွမ်းဆောင်ရည်ဘယ်လိုလဲ Super 4 ဝယ်သင့်မဝယ်သင့်ဆိုတာကိုတပါးတည်းကြည့်လိုက်ကြပါစို့ Super 4 400ကို1912ခုနှစ်မှာ Honda မှစတင်ထုတ်လုပ်ခဲ့ပါတယ်400 class မှာအရန်လူကြိုက်များတဲ့ motor တစ်ခုဖြစ်ပြီး Japan domestic market မှာအဓိကထွက်ရှိခဲ့ပါတယ်1910ခုနှစ်အလယ်ပိုင်းမှာတော့ Pilias Super 4 ဟာသူ့ရဲ့ classic looking frame, engine စွမ်းရည်နဲ့ riding comfort ကြောင့်နာမည်ကြီးလာခဲ့ပါတယ်အထူးသဖြင့်1999မှာပတိစနစ်ထည့်သွင်းလိုက်ပြီးနောက်ပိုင်းပိုမိုနာမည်ကြီးခဲ့ပါတယ်2022မှာ Pilias Super 4ရဲ့ထုတ်လုပ်မှုကိုရပ်ဆိုင်းသွားပေမဲ့တခြား Honda model တွေအနေနဲ့ Legacy ဟာဆက်ရှိနေပါသေးတယ် Honda Super 4 နည်းပညာပိုင်းကိုဆက်လက်ပြောပြချင်ပါတယ်Honda Super 4 ဟာ319 kW inline 4 engine တပ်ဆင်ထားပြီး53 horsepower နှင့်39 motor ခုထွက်နိုင်ပါတယ်။ Honda ရဲ့ Hypertech Variable Valve Timing Lift Electronic Control နည်းပညာကြောင့် RPM တိုးလာတဲ့အခါမှာ valve တွေပိုမိုဖွင့်နိုင်ပြီး power fuel efficiency ကိုအထောက်အကူဖြစ်စေပါတယ်။ Chassis Suspension Pilias Super 4 ဟာ Steel Twin Spur frame နဲ့တည်ဆောက်ထားတာကြောင့် Stability Durability တည်ငြိမ်မှုနဲ့ကြာရှည်ခံမှုအရန်ကောင်းပါတယ်။နောက်ထပ် Showa Front Fork Suspension နဲ့ Twin Rear Shocks ကြောင့် City Riding, Highway Riding အတွက်အဆင်ပြေပါတယ်။ Super 4 ရဲ့ brake စနစ်မှာ Dual Disc Front Brakes နဲ့ ABS Anti-lock Braking System ပါဝင်ပါတယ်။ယင်းစနစ်ကြောင့် hard braking တွေအတွက်ပိုမိုတည်ငြိမ်စေပါတယ်။ Super 4 ဟာလူကြိုက်များတဲ့အကြောင်းရင်းတွေကတော့ Power Smoothness Inline 4 engine ကြောင့် riding experience လွယ်ကူပြီး power delivery တိုးတက်မှုကောင်းမွန်ပါတယ်။ Reliability Durability Honda Engineering ကြောင့်တာရှည်ခံပြီး maintenance လွယ်ကူပါတယ်။ Comfortable for long rides Riding position နဲ့ seat height balance ကြောင့်ခရီးဝေးတွေအတွက်အဆင်ပြေပါတယ်။ Classic yet modern design Old school နဲ့ sporty look တွေကိုပေါင်းစပ်ထားပြီး tech system လည်းပါဝင်ပါတယ်။ဒါပေမဲ့ Super 4 မှာအားနည်းချက်လေးတွေလည်းရှိပါတယ်။ Heavyweight 200 ကဝန်းကျင်ရှိတာကြောင့်မတော်တဆချိုးကျလျင်ပြန်တင်ဖို့ခက်နိုင်ပါတယ်။ Fuel consumption 4ရက်ခတ်ဖြစ်တဲ့အတွက်တခြား smaller bikes တွေနဲ့နှိုင်းရင်စီစားနေတာမဟုတ်ပါ။ New model မထွက်တော့ဘူး2022 Pilias Super 4 Final Edition ပြီးနောက်မှာ Honda ကထပ်မထုတ်လုပ်တော့ပါဘူး။ Honda Super 4 ဟာတခြား motorcycle တွေလိုမဟုတ်ဘဲ Classic Modern ကိုပေါင်းစပ်ထားတဲ့စွမ်းဆောင်ရည်မြင့် bike တစ်စီးဖြစ်ပါတယ်။ဒီလို motorcycle review တွေကိုပိုမိုကြည့်ချင်ရင်ကျွန်ုပ် channel ကို subscribe လုပ်ထားပေးပါ like share ပေးရင်လည်း Honda Super 4 fans တွေသိနိုင်မှာမို့မမေ့ပါနဲ့နော်